Yata nupa wado yakha Newada tendi bidana Yanyizewa nuyozando Radindiwa madanido Medado paridoi Tago shinzo anubo yao Jangan katando balu dayezado nana bawado di Machaulan ayago Shindogo ninya mabya yupatrese dodudi Tukhan dupadi dodosa Papang kesi napatadi Iwa madi gunu bedang Paraidan dan panamahe Chanda zwa ibyojin Ini zile ima sumya Mamye machin sado Ajugumya shido jao O Duragam Abauno Ngadu Yusu Puzo Java Gongzo Karaniya Madha Kundalina Yanda Tandam Pada Abitamesa Tago Uzusa Tuzusa Tuwaso Sata Mudu Anadimani Ajosiwa Lola Yui Lima Juan Jendo Amyuganda Mido Di Nyinda Ijando Niva Igondo Ayo Yuga Yahugeto Meda Puamugo Pute Mavi Todo Meda Pualo Tudi Tazai Mama Swanai Aum Puamya Abavi Kosei Nava Yoda Piamati Alon Yo Piao Tu Pite Soma Luedu Turavai Zagago Nagan Luedu Pipi Ko no nalo de muiga Ko go atinji majin mana le mathate mavi Tandauda gosa Tubarosa Abake sosa Tanla huga hodi Tandinari yosa Nipa gosa Abagabo Kule Dwa nanu kaido Sadao Zaya Nizaya Yaya Dodwin Shi Tapien Shi Tamyapien Din Din Yao Ye Lue Du Pite Ko Wan Daka Dwet Lue Lindagu Popa Zwa Ada Mui Nai Dule Pite Apoba Hira Kaisa Ne Pa Nai Dalau Jin Tong Tin Sai Dwa Rai Ko Ba Ni Take Du Pite Tho Bien Amaga Myasi Nana Sando Inari Ngawago Tindindu Tinye Yinjandu Nyamjin Nyamjin Chinche Naindule Pine Ko Ninsa Sato Tu Alondu Aponai Tueta Yui Mani Tembe Nasa Koda Masari Kensi Shina Winyu Pari Upa Wariyo Tukhi Nowa Kimi no Hondu Taba Tata Pawandu Tuki Tata Shishi Do Pinya Shiro Keye Ato Makaumu Mandamya Timwa Liga Asa Padakumya Mabyu Lopa Zigongli Tadawa Alondo Di Ko Sinapya Piyan Kwa Yui Chanda Java Zidri Piyan Kin Kwa Chanda Zwa Ninai Java Zigongli Yegesi Panabu Dati Tatawa Tawarawa Nawatita Tigawa Yewa Manda Misima Rataka Nuga Tula Twata Wenda Adashuni Yato Tatawa Mandamya Jawon Jawyon Thailand Tajato Yahana Mapshijati Tatawa Mya Majao Mayon Tinye Nye Tajato Yahana Madimya Jimya Kanago Shiliyato Tatawa Kanago Jima Tatawa Mashimado Majimati Ale Alajato Tatawa Kanago Sufyoto Tatawa Abhin Nauzo Anumyu Tamyati Negono Tatawa Rui Abawen Tatawa Alondo Di Piyamashi Chanda Bagadi Shijawazi Deitawa Yewa Adeita Yewa Dure Watandi Awi Dure Buddhawa Tamba Wadiwa
သဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တမျက်စိဖြင့်မြင်နိုင်သောမြင်ဘူးသောတတ္တဝါမမြင်နိုင်သောမမြင်ဘူးသောတတ္တဝါအကျွန်ုပ်အဝေးမှရှိနေသောအနီးမှရှိနေသောမနီးမဝေးမှရှိနေသောတတ္တဝါများနောက်ဘဝမဖြစ်ရတော်မူယဟန္တာသသောသူတော်ကောင်းတို့သည်၎င်းနောက်ဘဝဖြစ်ကြအောင်မည်ဘုရုဇဉ်တိခါသာသောတတဝါအလုံးတို့သည်၎င်းဘေးရန်ကင်းကွာချမ်းသာကြပါစေကုန်သတည်းနာပရောပရံနိကုတ်ပေထနာတိမေညိထကထစီနာကိဉ္စီယာရောတနာပရိဃတိညနေညမြညာသာဒုက္ခဝိဇ္ဇယတယောက်ယောက်ကတယောက်ယောက်ကိုတရိစ္ဆာန်တကောင်ကတရိစ္ဆာန်တကောင်ကိုဘလို့အကြောင်းကြောင့်များဘယ်နေရာမှာမဆိုစင်းလေကောက်ကြည့်မကောင်းကြခြင်းမာမာနထောင်လွှားကမထီမဲ့မြင်မပြူကြပါသေးလေကိုနှုတ်တို့ဖြင့်စောကပုဂ္ဂချင်းဒေါသအာဃာတဖြင့်အချင်းချင်းသူတစ်ပါးဒုက္ခရောက်သည်ကိုအလုံးမရှိကြပါစေကုန်နဲ့မာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုဒေတုမာနတံဘာဝယေအပရိမာဏံတူရီသောသာရှိသောမိခင်သည်မိမိသားအဘောပိယံမကြရအောင်အတ္တပိကစောက်ရှောက်တကဲ့သို့အကျိုးကျေးဇူးအနန္တများပြားလာသောမေတ္တာစိတ်ကိုတတ္တဝါအလုံးတို့အပေါ်တွင်ဖြန့်ကျက်နေနိုင်ကြပါစေမေတ္တင်္စသဗ္ဗလောကသမိန်မာနတံဘာဝယေအပရိမာဏံဩဒံအဒောသတိရိယေသအတ္တံဘာတံအာဝေရမတ္တပတ္တံအထဘဝအရူပမြမဘုံတိုင်အောင်အောက်အဝေးစီအပေဘုံတိုင်အောင်အလဲအလက်လူဘုံနတ်ပြည်6ထပ်ရူပမြမဘုံအပါဝင်နေရာမလက်အကျိုးအနန္တများပြားလာသောအတိုင်းအစပမာဏမရွေတွက်နိုင်သောမေတ္တာစိတ်ကိုပွားများနိုင်ကြပါစေအပိုင်းခြားလောကင်းကျင့်မြောင်ခြင်းမရှိကိုယ်တွင်ပေးရန်လည်းမရှိပြင်ပရန်တို့လည်းမရှိပဲအေးချမ်းစွာနေနိုင်ကြပါစေတည်းဒိဋ္ဌံသရဏိသိန်တော်ဝါတရားနောယာဝတတဝိဒမိတောဣတံတတိအဋ္ဌိထေယပြမမေတံဝိဟာရမိဒမာဟုရက်နေစဉ်လမ်းလျှောက်နေစဉ်ထိုင်နေစဉ်ခန္ဓာကိုယ်လင်းလျောက်နေစဉ်ဘယ်ချိန်မှမစိုးစိတ်ပြန်လွင်မှုကင်းကြည်လင်ရွှင်ပြစွာဖြင့်မေတ္တာစိတ်နှင့်ရှင်သောတတိကိုထားနိုင်ကြပါစေထိုကဲ့သို့မေတ္တာစိတ်ဖြတ်ကြံကနေခြင်းကိုပင်မြင့်မြတ်သောဗြဟ္မာကြီးတို့ဤနေထိုင်ခြင်းဗြဟ္မဝိဟာရဟူ၍ရှင်းပညာရှိအပေါင်းတို့ဆိုခဲ့ကြပေပြီဒိဋ္ဌိသအနုပကမ္မသီလဝါဒတနေနသမန္တောကာမေတုဝိနယကေတံနာဟိသာတုကဗ္ဗတိယပုဏ္ဏရေတိမေတ္တာသုတ်တံနေဋ္ဌိတံအမြဲမပြတ်မေတ္တာကမ္မထံစီပြန်ပွားများလေရှိသူသည်အယူလွယ်မှာဖောက်ပြန်သောဘဝသို့မရောက်နိုင်တော့ပဲလောကုတ္တရာသီလများနှင့်ပြည့်စုံပြီးမဉ္ဇဉ်ဘုံဉဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်တရှိတမဲ့ဝိတုအာယုံကာမဂုဏ်၅ပါးတို့၌မမောတွေ့တာမှုများကင်းကွာကနောင်တပံပဋိသန္ဓေတည်နေရခြင်းဇာတိဒုက္ခကိုပင်မခံစားရတော့ပေမေတ္တာသုတ်တံမေတ္တာသုတ်တော်ကိုမြမပြန်အဓိပ္ပာယ်ရွတ်ဆိုပူဇော်ခြင်းသည်နေဋ္ဌိတံပြီးဆုံးခြင်းသို့ရောက်ပါပြီတကားသာဓုသာဓုသာဓု